ဒီတဲ့နေ့ရဲ့မနက်ခင်းမှာတော့မင်းသားကနေရာဘိုးကမေလီနဲ့စကားပြောနေပါတယ်မင်းသားကဒန်ဂျင်ရဲ့အလဲတဲ့ကိုတွားရောက်ဆွန်စားတော့မှာပါမင်းသားကလည်းအထူးကိုအလဲတဲ့တွားတော့မဲ့ဆိုရင်ဝေယုံနီးဝိထားဘူးအီးနာကမာထားတာမှာနေရာဘိုးကမေလီကလည်းအဲ့ဒီကူဝင်နေမေလီပြောတာမားစရာမရှိဘူးလို့ပြောရင်နဲ့ level 2ရောက်သွားပြီဆိုရင်တော့အလုံးအကျွမ်းမလို့ဖို့တတိပေးနှုတ်ဆက်စကားပြောလိုက်ပါတယ်ဒီလိုနဲ့မင်းသားလည်းနှုတ်ဆက်ပြီးဒန်ဂျင်စီကိုပြေးနေဒီပိုင်းကိုလေးကိုအစားပြုလိုက်ပါတယ်အပိုင်းကိုရဲ့အစားမှာတော့ tangent စီကိုပြထားပါတယ်။အဲ့မှာအရင်အပိုင်းမှာပါတယ် target လို့ခေါ်တဲ့နေရာပေါ်လက်ရှိနေပါတယ်။ သူ့ familiar one တွေကိုတတိထားဖို့ level တက်သွားတဲ့ကောင်မလေးကိုလည်းအလွန်အကျွမ်းမလို့ဖို့တတိပေးပြန်ပါတယ်။အဲ့ဒါပြီးတော့နေရာပေါ်က Mehistia ကစကားလာပြောပါတယ်။နေ့ရဲ့ကလေးတွေရောအလဲတက်ကိုတွားမလို့ပေါ့။ target ကလည်းအေးနေ့ရဲ့ကလေးလည်းမကြခင်တွားမှာမလားလို့မေးနေပါတယ်။နေရာပေါ်ကမေကဟာဒီမနေ့စောစောပါပဲတော့တွားလိုက်ပြီးပထမဆုံးအချိန်ဆိုတော့စိုးရင်လည်းလို့ပြောနေပါတယ်။နေရာပေါ်ကတာဂက်ကလည်းယုံကြည်ပေးုံပဲတနိုင်တယ်လို့ပြန်ပြောလိုက်ပါတယ်။အဲ့ချိန်မှာပဲငလီရင်လုတ်သွားတာလားဆိုပြီးနေရာပေါ်ကမေကမင်းနေပါတယ်။အခုတလောအဖြစ်များလာတယ်နော်ဆိုပြီးတာဂက်ကလည်းပြန်ဖြေလိုက်ပါတယ်။ဒီလိုနဲ့သူတို့ကိုစောင့်ကြည့်နေတဲ့နေရာပေါ်ကတပည့်ကိုလည်းတွေးရမှာပါ။အဲ့ဒီနောက်မှာတော့မင်းသားတို့ရဲ့အခန်းကိုပြထားပါတယ်။သူတို့တရံချင်းစီကတော့အတွက်ညီနီးနဲ့လှုပ်ဆောင်နေကြပါတယ်။ပြီးတော့စကားပြောနေကြတဲ့ Army Rush လို့ခေါ်တဲ့ရုံမကောင်ဆိုးပါးတွေရောက်လာပါတယ်။လီလီကလည်းအဲ့ဒါမင်းသားလားဆိုပြီးရုပ်တီးတီးနဲ့မေ့လိုက်ပါတယ်။ဆန်နီကလည်းအေးဟုတ်တယ်ဟာဆိုပြီးပြောနေတော့မင်းသားကလည်းအဲ့လားမကောင်းဆိုးပါနော်ဆိုပြီးပြန်ပြောနေပါတယ်။မင်းသားရဲ့ကိုနေကိုဟန်စိတ်နေထားကယုံလေးတွေနဲ့တူလို့ပြောကြတာပါ။ကျွန်တော်လည်းအခုမှတေးချကြည့်မိတယ်။မျက်လုံးနီးနေတာတော့စပီယန်ဖြူနေတာကယုံလေးနဲ့ကိုအတော့တူနေတာပါ။မြို့ထဲမှာတော့ Hemes လို့ခေါ်တဲ့နေရာဘွားကတော့ရေကိန်းကြောင်စုံရင်းနဲ့ SP ရဲ့မင်းသားအပေါ်တုံးရကဲစကားတွေကိုနားထောင်ရင်းနဲ့မင်းသားကိုတော်တော်လေးစိတ်ဝင်စားလာပြီလို့ပြောနေပါတယ်။တန်ကျင်ရဲ့တဲ့နေရာမှာတော့တာကက်နေရာဘွားရဲ့ကလေးတွေကတော့အခက်တွေ့နေတာပဲဖြစ်ပါတယ်။တန်ရရနေတဲ့တယောက်ကိုထဲလာရင်းနဲ့မင်းသားဘက်ကမှလည်းယုံလေးတွေရဲ့ဝိုင်းဝန်းချင်ကိုခံလိုက်ရပါတယ်။အဲ့ဒီချိန်မှာတော့ဟိုးအဖွဲ့တွေရောက်လာပြီးတော့မင်းသားတို့ကိုတွေးသွားပါတယ်။ပြီးတော့သူတို့ခေါင်းဆောင်ကမင်းသားတို့စီဖြတ်ပြေးသွားမယ်လို့ဆရာဒါပဲရှိတော့တယ်။နောက်မှပြောချင်တာပြောဆဲချင်တာဆဲဆိုပြီးပြေးလာကြပါတယ်။အဲ့ဒီခါမှာတော့လီလီကလည်းငါတို့အတုံးချခံလိုက်ရပြီဆိုပြီးပြေးတော့ပါတယ်။ဘုရားသားတို့လိုလို့တုံလို့သွားတာပါ။မကောင်းဆိုးဝါတွေကလည်းမင်းသားတို့စီကိုလိုက်လာရင်နဲ့မင်းသားက fire ball နဲ့ကာပစ်ပေးနေပါတယ်။ Fire ball ကာပစ်ပေးနေကြတော့မှအကောင်နှကောင်လောက်ကမင်းသားကိုကြော်ပြီးလီလီနဲ့ဆန်နီစီကိုပြေးဝင်သွားပါတယ်။တကောင်ကိုတော့ဆန်နီကတတ်လိုက်နေပြီးနောက်တကောင်ကိုတော့မင်းသားကကူတတ်ပေးလိုက်ပါတယ်။ဆန်နီလည်းလက်မတန်ရရတာဟင်မကောင်းဆိုးဝါတွေကလည်းထပ်ရောက်လာပါတယ်။အရှိမတော့အနောက်မှာတော့ဘောအခြေအနေတွေကမဟန်းတော့ပါဘူး။အဲ့ဒီမှာမင်းသားက elf မလေးပြောတာကိုပြန်တတိရသွားပါတယ်။အလဲရဲ့အရေးအတွက်ရောအရေးသွေးရောမတူဘူးဆိုတာကိုဘောမင်းသားတို့လည်းအရင်ပေးမန်နေကြချင်းမှာတော့ပေါ်ရက်ကလေးမကောင်းဆိုးဝါတွေကဝါကနေဆင်းလာကြပါတယ်။မင်းသားကတော့လွတ်သွားပြီမေဆန်နီနဲ့လီလီကတော့ကြောက်တုံးနဲ့လည်းပြိနေပါပြီ။အဲ့မှာမင်းသားကတော့စပြီးတော့အကြက်ရိုက်ပါပြီ။မကောင်းဆိုးဝါမြေခွေးကလည်းမီးနဲ့မှုန့်လိုက်ရဲ့နေရာဘူးကမေဟစ်တီယာကတော့မင်းသားတို့ပြန်မရောက်လာတော့စိတ်ပူနေကြတာပေါ့။အခုကြည့်နေလဲသူကတော့ခုလိုစိတ်ပူပေးမယ်သူရှိကြပြီလား။ comments မှန်နေကြနော်။အဲ့ဒါနဲ့ခုမှမေးကြည့်တော့သူတို့လည်းမတွေ့ကြဘူးဆိုတော့နေရာဘူးကမေက quest တစ်ခုထုတ်လိုက်ပါတယ်။မင်းသားတို့ကိုရှာဖွေဖို့ပေါ့။အဲ့ချိန်မှာပဲတာဂက်နေရာဘူးကခေါ်လိုက်ပါတယ်။မင်းသားတို့ဘက်ကမှတော့အသက်ဘဲကနဲ့ကက်တီးလေးလွတ်လာပါတယ်။ဝီယုံနီကမကောင်းဆိုးဝမြေခွေးမုံထိုးလိုက်တဲ့မိတံကိုနိုင်ရရှိနေတာပါ။ဒီကြံကိုပေးခဲ့တဲ့အီးနာကိုကျေစုတင်ရမယ်ဆိုပြီးဆန်ဒီကပြောနေပါတယ်။ပြီးတော့ဆန်ဒီကမကောင်းဆိုးဝတွေလိုက်မိလာရင်သူ့ကိုထားခဲ့ဖို့နဲ့သူ့ခြေတော့ပြီးလို့အစင်မတိတော့ဘူးလို့ပြောတော့မင်းသားကမရဘူးလို့ပြောနေချင်းမှာပဲလီလီကကြားဖြတ်ပြီးဝင်ပြောလိုက်ပါတယ်။ဒါကအသက်ရှင်ဖို့နောက်ဆုံးအခွင့်အရေးပဲတဲ့။အဲ့ဒါကအောက်ထက်18မြောက်ထက်ကိုသွားဖို့ပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့18ထက်မြောက်ကလုံခြုံရေးနေပြီးထိနေလို့ပါ။မကောင်းဆိုးဝါတွေမပေါက်ဖွာနိုင်တဲ့နေအောင်မို့လို့ပါ။အဲ့လိုဆိုအောက်ထက်ကအစင်မြင့်ဆွန်စားသူနေနဲ့လေတွေ့နိုင်ပြီးအသက်ရှင်ဖို့အခွင့်အရေးပိုများလာမှလို့လီလီကပြောနေပါတယ်။အဲ့လိုသွားဖို့ကလည်းအကတ်ချမ်းထဲကနေသွားရမှာပါ။အဲ့လိုအန်ဒီရဲ့အရမ်းများပေမဲ့ဒီအခွင့်အရေးပဲရှိတော့ပါတော့။ဒါကြောင့်မို့လို့မင်းသားကလည်းအေးဆက်သွားကြမယ်ဆိုပြီးပြောလိုက်ရင်းနဲ့ဒါကဲနေရဘွားကဟစ်စတီယာကိုတောင်းပန်နေပါတယ်။သူကလေးတွေကြောင့်ဒီလိုဖြစ်ရတာဆိုပြီးတော့ပေါ့နေရဘွားမဲဟစ်စတီယာကလည်းမင်းသားပြန်မရောက်ခဲ့ရင်နင်တို့ကိုအမျက်ထက်မဲ့တဲ့ဒါပေမဲ့မမုန်းဘူးတဲ့ဘလူဒီလည်းမသိတော့ဘူး။အဲ့ဒါကြောင့်ငါ့ကိုကူးညီပေးပါဆိုပြီးတောင်းဆိုလိုက်ပါတယ်။
ကလေးတွေကလည်းပြောတဲ့အတိုင်းလုပ်ပါမယ်ဆိုပြီးဒူးတောင်လိုက်ကြပါတယ်ပြီးတော့ Hestia ကထူးထူးဆန်းဆန်းပြုံးလိုက်ပါတယ်ဒါပေမဲ့မင်းသားတို့ကိုရှာဖွေဖို့အစ်စ်မီစွန့်စားသူတွေမရှိဖြစ်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့အရင်အပိုင်းမှာတော့ဒါမင်းသမီးတို့လေးလာရေးခီးတောနေကြတာမို့လို့ပါအဲ့ဒီချိန်မှာပဲ Hermes လို့ခေါ်တဲ့နေရာဘူရာကအကူအညီပေးမယ်ဆိုပြီးရောက်လာပါတယ်သူရဲ့ ASP တဲ့ SP ကိုလည်းခေါ်သွားမယ်ဆိုပြီးပခုံးကိုဖက်လိုက်က SP ကတော့ဟာဆိုပြီးဖြစ်သွားပါတယ် Hestia ကလည်းအေးကူညီပေးပါအောင်ဆိုပြီးတောင်းဆိုလိုက်ပါတယ်ပြီးတော့တခြားသူတွေအစီအစဉ်ချနေတော့ Hermes လည်း SP နဲ့ရောက်ထိုင်ခုံနောက်မှာစကားထိုင်ပြောနေကြပါတယ်ဘာပြောလဲဆိုတော့ရှင်ခုနကငါနဲ့အတူခေါ်သွားမယ်လို့ပြောတာကမဟုတ်မလို့ရောအေးငါလေးသွားမှာဆိုပြီး Hermes ကပြန်ပြောလိုက်ပါတယ်နေရာဘွားတွေကို Dungeon နဲ့သွားတာတားမြစ်ထားတယ်လीဆိုပြီးပကြွတ်ဇွတ်နေပါတယ် Hermes ကလည်းမပေါ်မသွားဟိရတယ်ဆိုပြီးခိုးချောင်ခိုးဝက်လုပ်ချင်နေပါတယ်ပြီးတော့ငါ့ကိုကာဝယ်ပေးလို့ပြောနေချိန်မှာပဲ Hestia ကငါကိုလည်းခေါ်သွားပေးဆိုပြီးခိုးနားထောင်နေရကနေထပြောလိုက်ပါတယ် Hermes ကလည်းနေရာဘွားတွေက Dungeon နဲ့သွားတာစီစဉ်ချိုးချတာလေဆိုပြီးအထဲထန်းချင်းပြနေပါတယ်အေး Dungeon နဲ့သွားမဲ့ကောင်ကအဲ့လိုပြန်ပြောနေတာအန်အိုဘာတော့ Hestia ကလည်းမပေါ်မသွားရင်ရပြီမလားဆိုပြီးသူ့စကားနဲ့ပြန်ချေပလိုက်ပါတယ်ဟဲလူလဲမလေးပေါ့သူလဲမင်းသားကိုကယ်ခြင်းတယ်ဆိုပြီးခံစားမိတယ်မင်းသားတို့အသက်ရှင်နေသေးတယ်ဆိုပြီးမင်းသားတို့ကတော့အကဲချမ်းတဲ့ကနေတစင်ဆင်းလာနေပါပြီမင်းသားတို့ဘကမှလည်းအနံ့ကပြေးသွားပြီးမကောင်းတော့ဘူးလို့ပြောနေနေဆန်ဒီကလည်းဒါရီကဘာကြီးလဲစောက်ခွာလာပြောင်းမနေနေလို့အောင်ပြောနေပါတယ်ရှေ့မှာတော့မင်းသားချစ်တော်ကျွဲပြီးလူကြီးတွေရောက်လာပါတယ်မင်းသားကလည်း share planet ကိုခုံပြလွတ်လွားလုပ်ပြီးကျွဲပြီးလူတကောင်ကိုချက်ချင်းတတ်လိုက်ပါတယ်ပြီးတော့တေထွားနေကျွဲကြီးရဲ့ပစုပ်ကိုကောက်ကင်ကမင်းသားရဲ့ skill တခုဖြစ်တဲ့အလုံးအမြင်ထိခိုက်တဲ့အစွမ်းနဲ့ဂူအဘာကိုဖြိုချပြီးအကုန်လုံးကိုနှောက်လိုက်ပါတယ်ဆန်နီကလည်းဟေးဒီကောင်ရှယ်လန်းတာပဲ level 1နဲ့ကျွဲပြီးလူတွေကိုအနိုင်ချနိုင်တာဆိုပြီးပြောနေရင်မင်းသားကတော့အစွမ်းကုန်သုံးထားလို့အမောဖောက်နေရင်ဒီပိုင်းကတော့ဒီမှာပဲပြီးဆုံးသွားပါပြီနောက်ခန်းပေါ်မှာတော့ Hestia တို့ကထွက်ခွာဖို့အသင့်ဖြစ်နေရင်နဲ့ဒါနဲ့နေရာဘဝတဘာကရုတ်ခက်တာစောက်ရမ်းတော်တာနော်အဲ့ဒီချိန်မှာပဲ F မလေးရောက်လာကမင်းသားတို့ကိုရှားဖွေဖို့စတင်ထွက်ခွာလာပါတယ်